ချောင်းလီမာရဲ့ဘယင်ဖြူဖို့မာဖီးယားအန်ကျော်နဲ့ဘာဘရာဘိုဂေတို့ပြိုင်ကြတယ်အန်ကျော်ကလူဆိုးလောက်ကမှာဩဇာကြီးချင်းလို့ဘိုဂေကတော့သူ့အမျိုးလူရိုင်းတွေကိုထောက်ပံ့နိုင်ဖို့ပြိုင်တာပါကျန်တဲ့သူတွေကတော့ဘေးထိုင်အသိမ်းပြောဖို့ဖျာလာခင်းတာပါဗျဆွဲတယ်နှိုက်တယ်ညှစ်တယ်ကုတ်တယ်တကယ်စုံတဲ့ပညာရက်တွေပါအနှစ်တွေဗျ mix martial အတောင်သူတို့လောက်မစုံဘူးနောက်ဆုံးတော့ဘိုးကေကမြောက်ကျွန်းပြန်ဥနိုင်တိုင်းနဲ့အနိုင်ရပါတယ်သူတို့နှစ်ယောက်ရန်သူတွေဖြစ်သွားမယ်ထင်ရပြီမဲ့ပြန်ပြေလဲသွားတဲ့အခန်းကဟာသဆန်ပြီးကြည်နူးမြက်ကြီးဝဲရပါတယ်အုတ်ချုပ်ရည်မှုဂျွန်ဘော်ဒန်ရဲ့ဈေးကွဲဖို့ဝန်ထမ်းသွေးခွဲတဲ့မရှင်ကကြာရှုံးပါတယ်စပယ်လီတဝင်းကအခုမှလေလွင့်လာတာပါအတွင်းရွေမှုလေးဂျိုမီယာနဲ့သူမကလှတဲ့လောက်ပညာတော်ပါတယ်သူမလိုပေါ့ဗျာဒဲမလိုစီဝါအေဂရုမှာသူမရဲ့အရေးပါမှုကတွေးတာကြီးလိုက်ဖို့ဒူအုတ်ခကတွေးချင်တယ်ဆိုတော့မငင်းနိုင်ဘူးထလိုက်သွားရတယ်ဒူအုတ်ခနေရာကျိုးတာဆိုလဲတဏီကုံဂုံခဏခဏခေါ်နေမိမှာပါစပယ်ပွေလေးဂျူမီယန်ကနတ်တယ်ဒူငါခရာကိုဖာယာနုခ်ဆပ်ပြကိုဟိုကကြောင်သွားတယ်ပြီးမှတနေရာမှာအလွတ်သွားလွတ်စေချင်တယ်ဆိုတော့ပါရီလားနယူးယောက်ရုံးချုပ်လားဆိုပြီးစပယ်လီအတွေ့မှာပျော်ရွှင်ခြင်းစိုးမိုးသွားပါဘယ်နေရာလဲမေးမိတော့ချောင်းလီမာဈေးတဲ့ရက်စချင်းတရားအောက်သူမအီမန်ခံရတဲ့မျက်နှာနဲ့တနာလိုက်တာကလေးอ่ะဒီလူနဲ့မန်နေဂျာလေးနဲ့စပယ်လီစာအုပ်ဆိုင်မှာမွေနောက်ပါပြီသူတို့ရှာနေတဲ့စာအုပ်ကအထက်အရာရှိကိုကင်တွယ်နီးတဲ့ငွေရှင်းကောင်တာကအပြန်ခင်ဗျားတို့တီးတဲ့အတိုင်းတိုက်မိချော်လဲအကွက်နဲ့သူတို့နှစ်ယောက်ရင်ထဲမှာဘိုးတော်ဘတ်တတ်ပေါ့ဗျာမဆိုရင်ရင်မတို့ခြေမအွေမတန်းဘူးတဲ့သူကရောင်းပြီးလွတ်ချလိုက်တော့စပယ်လီနာပြီလေဖင်းချောင်းယိုစာအုပ်ချင်းလွဲယူလာခဲ့ပြီးကြတယ်မင်းနဲ့ကိုယ့်ရဲ့ဇလန်းကအစလတွေကလွဲခဲ့တာပါကလေးရဲ့ချောင်းလီမာဈေးကိုခဏကြည့်ဦးကွယ်ဈေးဝယ်တွေကပိုများလာနေပြီအမေနားရောက်တဲ့ဘိုကေကမိတို့မိဘုံလုတ်လိုက်တယ်မသိမြင်းစည်းတဲ့အယုတ်တွေဘာတွေအစုံထစ်ကုန်လို့မမတွေစုဝယ်လိုက်တာအစမတန်အများကြီးဝယ်ထားလဲပင်းလက်စားတွေကုန်ပါလေရောပြိုချောင်းပါတန်းမင်းတကွက်ချက်ရှုံးပြန်ပြီနောက်ထပ်လူရိုင်းလေးကအပြိုးကောင်းကောင်းကျင်စင်းရောက်တယ်တောက်ညင်ဟိုဟာအញ្ញမ်းကောင်းတယ်ဆိုတော့အမျိုးသားတွေလူရဝယ်နေကြတာမန်နေဂျာလေးတောင်တပူးခိုးလာမိတော့တယ်ရိုးရအပွဲတယ်လားဂီတကိုအရှုံးမပေးနဲ့စူးစမ်းနေရှာတဲ့မောင်မောင်ချင်းအတွက်တော့ဂီတတကားလေးဖွင့်ပြီးတန်စင်များနဲ့ကဘာမှာမြန်မာအိုက်ဒေါ်လို့អော်ခွင့်ရမယ်ပေါ့နောက်အစီအစဉ်ကတေမင်းထောင်ချောက်စေးတကားပါကျောင်းပါတိုင်းရရက်ဆက်တဲ့လက်စားကြီးအကွက်တွေမှာကြည့်ရင်ကိုတော်ရင်ထိတ်လာစားတယ်ဘာတွေဆက်ဖြစ်မလဲတီသေးဘူးပြိုဖျားကဲပါအတုံးမကြလို့ဆက်ရှိနဲ့တိုင်တိုင်ပြစ်ပယ်ခံရတဲ့ဂီတာသမားလေးနဲ့အိမ်မတ်တို့မြေကြီးမော့ခြေချခွင့်ရပြီ Fighting bro မင်းစိုက်ပြိုးခဲ့တဲ့ပန်းပွင့်ချိန်တန်တာကြာပေါ့ကွာကျောင်းပါတန်းကတော့ထုံးစံတိုင်းသူ့ဂီတာပွဲသူဖြတ်ဖို့စူးစမ်းပြန်ပြီပူအိုက်တဲ့ဒီယာစီမှာမွေးပွားယုံရုပ်ကူးထုတ်ကိုဈေးထဲဝင်ရောင်းစေတယ်ဗျာဘသူပဲမှာတော့မထင်ပါနဲ့ဗျာအဲ့ဒါလေ trend တစ်ခုဗျာယုံရုပ်ဆိုတာကလေးတွေအကြိုက်ဆိုတာသူမေ့နေသလားပဲခင်ဗျားတို့ဘဝမှာလေကိုမြင်တဲ့လောက်တော့လူတိုင်းမြင်လေကိုမကြိုက်ပေမဲ့သူများတွေကြိုက်လောက်တယ်လို့တော့တွေးဘူးလားဗျာအဲ့ဒီအပိုင်းမှာကျွန်တော်အားနေခဲ့တာအမှန်ပါဗျာစအောင်စို့ကလေးကယုံရုပ်ပူစားတယ်အမေကမဝယ်ပေးဘူးစူတယ်ရိုက်တယ်ဆွဲခေါ်သွားတယ်မကြာခဏတွေ့နေကြအဖြစ်အပျက်တွေပါအဲ့ဒီကလေးကိုအယုတ်လေးသွားဝယ်ပေးတဲ့မန်နေဂျာကသူ့ကိုအားကျစူးစမ်းနေတဲ့သူရှိပါလားလို့ကြည်နက်သွားတယ်ပေါ့
무슨 일이지? 그만해. 손님들이 시끄럽다. 우인배 하지 마. 공연 중인데. 막 내려놓고 이리 오거라. 이제 우리 아빠 때리지 마. 우리 아빠는 세계에서 제일 멋지. 아저씨가 나쁜 사람이야. 건 나쁜 거라 그랬어. 노래 못한다고 그래. 브라보! 브라보! 아니 부망신소. 언젠가 가슴이 뛰던 그날은 날 다시 아씨 이거 얼마예요? 3,000원이요? 아 저도 하나 주세요.